အေးဆက်လာတဲ့စီယိုဟာစားတောက်ဆိုင်တစ်ဆိုင်မှာအံ့အားသင့်စရာအဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့သူတို့ဇပွဲကိုလာရောက်ဝန်ဆောင်မှုပေးတဲ့ဇပွဲထိုးလေးဟာသူနဲ့လက်ထပ်ထားတာ3ရက်တာရှိသေးတဲ့သူ့ရဲ့ဇနီးတွေဖြစ်နေလို့ပါပဲသူတို့နှစ်ဦးဟာလူရှိမှာတဦးနဲ့တဦးမသိသလိုနေထိုင်ဖို့လက်မထက်ခင်ကတည်းကသဘောတူထားကြပါတယ်။ဒါပေမဲ့စီယိုဟာသူ့ဇနီးတွေကိုခိုးကြည့်ဖို့ခွင့်ရေးကိုလက်လွတ်မခံခဲ့ပါဘူး။အဲဒီနောက်မှာတော့စီယိုဟာဇပွဲနားမှာထိုင်နေတဲ့ချမ်းသာတဲ့အမျိုးသမီးကြီးတဦးနဲ့ရင်းနှီးစွာလက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ဒါကိုမြင်သွားတဲ့ဇနီးတွေကသူ့ခင်ပွန်းဟာချမ်းသာတဲ့အမျိုးသမီးတွေကိုမိခိုနေတဲ့သူလို့အကြီးအကျယ်ထင်လွဲသွားပါတော့တယ်။အော်ရာယူပြီးပြန်ထွက်သွားချိန်မှာလည်းစိတ်မချနိုင်ပဲနောက်လှည့်ကြည့်နေခဲ့ပါသေးတယ်။နောက်တစ်နေ့မှာတော့ကောင်မလေးဟာအချိန်ပိုင်းအလုပ်အသစ်တစ်ခုထပ်လုပ်ခဲ့ပါတယ်။အဲ့ဒီအလုပ်ကတော့တထေးသမီးတဦးပုံမလှပပေါ်လွင်စေဖို့အတွက်သူမကအယုတ်ဆိုးတဲ့သူတစ်ယောက်အဖြစ်အသွင်ယူပေးရတာပါ။အဲ့ဒီတထေးသမီးဟာစီယိုကိုနှစ်ပေါင်းများစွာကတည်းကကျိတ်နှစ်သက်နေသူဖြစ်ပြီးစီယိုရဲ့ဇနီးနဲ့အတူရှိနေတာကိုမြင်ဖူးတာကြောင့်မနာလိုဝင်တိုစိတ်နဲ့အခုလိုအစီအစဉ်ဆွဲခဲ့တာဖြစ်ပါတယ်။ကောင်မလေးဟာသူ့ခင်ပွန်းဒီပါတီပွဲကိုလာမယ်လို့မထင်ထားခဲ့ပါဘူးပိုဆိုးတာကသူ့ခင်ပွန်းဟာအဲ့ဒီအမျိုးသမီးကြီးနဲ့ပဲအတူရှိနေတော့မှပဲစင်ပေါ်မှာဖျော်ဖြေရမယ့်အချိန်မှာတော့စီယိုဟာအယုတ်ဆိုးအောင်ပြင်ဆင်ထားတဲ့သူ့ဇနီးကိုချက်ချင်းမှတ်မိသွားပါတယ်အိမ်သာနားမှာသူတို့နှစ်ယောက်ထိတ်တိုက်တိုးကြတဲ့အခါစီယိုကသူမရဲ့လက်ကိုဆွဲပြီးဘာလို့အခုလိုအယုတ်ဆိုးအောင်ပြင်ထားရတာလဲလို့မေးမြန်းခဲ့ပါတယ်ကောင်မလေးကလည်းဒါဟာဂုဏ်သိက္ခာရှိတဲ့အလုပ်တစ်ခုဖြစ်ကြောင်းတထေးမကြီးတွေနောက်လိုက်နေတာထက်ပိုကောင်းကြောင်းပြန်လဲချေပခဲ့ပါတယ်တကယ်အမှန်တရားထိုမျိုးသမီးကြီးမှာစီရဒေါ်လေးတော်ဆက်သူဖြစ်ပြီးခင်မွန်းဒီမှာလည်းအင်မတန်ချမ်းသာကြွယ်ဝသောကုမ္ပဏီကြီးတစ်ခု၏စီရအစ်စ်အမှန်ဖြစ်နေခြင်းပင်ပါတီပွဲမှာလူတိုင်း truth or dare အမှန်တိုင်းပြောမလားစိန်ခေါ်တာလို့မလားကစားကြပါတယ်စီယိုဟာသူ့ဇနီးဘေးမှာဝင်ထိုင်လိုက်ပါတယ်ပလင်းထိတ်ကကောင်မလေးစီမှာလာရက်တဲ့အခါသူမရဲ့ပထမဆုံးအနမ်းကိုဘသူ့ကိုပေးခဲ့ဘူးတလဲလို့မေးမြန်းခံရပါတယ်ကောင်မလေးကရှက်ကိုရှက်ကန်းနဲ့သူမတခါမှအနမ်းမခံရဘူးသေးကြောင်းဖြေကြားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစီယိုဟာသူမရဲ့မျက်မှန်ကိုချွတ်လိုက်ပြီးလူအလုံးရဲ့ရှေ့မှာတင်သူမကိုအနမ်းပေးလိုက်ပါတော့တယ်